ဒါကုန်ချမ်းပေါ့နော်ကုန်ချမ်းမှာကျွန်တော်တို့ဝင်ရင်ဒီမြေကြီးလေးတွေကိုနှံ့ရပါတယ်ဒီမြေကြီးကိုတညနှံ့မယ်မြေကြီးတညနှံ့ပါတယ်ဒါမြေကြီးနှံ့တဲ့ပုံစံလေးပါဗျာဒီကိုကျွန်တော်တို့ဒီလိုအုပ်လေးလောက်ပါတယ်အုပ်လေးရမယ်အုပ်လေးဒီအုပ်လေးစားရပါတယ်အဲ့ဆိုကျွန်တော်တို့ဒီအုပ်လေးရပြီဆိုရင်ကျွန်တော်တို့နေကိုဘယ်နှစ်ရက်လောက်လမ်းရလဲနေလားဟုတ်နေရ3ရက်ဆိုရင်ကျွန်တော်တို့ကဒီဟာကိုနေကို3ရက်လောက်လမ်းပြီးပြီဆိုရင်တတ်မှတ်ထားတဲ့အရေအတွက်ရောက်ပြီဆိုရင်မီးနဲ့ဖုတ်ပြီပေါ့ဩဆိုရင်ကျွန်တော်တို့ကဒီအုပ်တွေကိုနေလမ်းပြီးပြီဆိုရင်ဒီလိုထင်းလေးတွေနဲ့ပေါ့နော်ဒီလိုထင်းကြီးကောင်းလေးတွေနဲ့ကျွန်တော်တို့ကအုပ်ကိုဖုတ်လို့ရပါတယ်ဒီထင်းတွေနဲ့ပေါ့နော်ဆိုရင်ဒီလိုမျိုးစီမယ်ဒီလိုစီပြီးရင်ဒီလိုစီရပြီပေါ့စီပြီးဆိုရင်အထဲမှာပဲမီးထဲမှာဟုတ်ဒီရဲ့အထဲမှာကျွန်တော်မီးတွေနဲ့အုပ်ဖုတ်တော့မှာပေါ့နော်ဟုတ်ဟာတွေကြာရင်တော့တပူပြီးဒီအုပ်ဖုတ်ဖို့အတွက်ကတဲ့ဒီခုနကျွန်တော်ပြတဲ့ဒီနေလန်းထားတဲ့အုပ်တွေကိုနေလန်းပြီးရင်တတ်မှတ်ထားတဲ့ရေတွက်ရပြီးအုပ်ဖုတ်မယ်အဲဒီအုပ်ဖုတ်အတွက်အချိန်ခွဲကတစ်လခွဲကြာမယ်အဲဒီတစ်လခွဲဆိုရင်ကျွန်တော်တို့ဒီလိုအုပ်နီခဲလေးတွေရပြီပေါ့နော်ဒီလိုအုပ်နီခဲပုံစံလေးရပါပြီအုပ်ဖုတ်ပြီးပြီဆိုရင်ဒီလိုအုပ်တစ်လုံးကိုဒီလိုဟုတ်လို့အုတ်တလုံးကိုအနည်းဆုံး280နဲ့300ကျပ်ကိုပြန်ရောင်းလို့ရပါပြီဗျာ။ပြန်တော့ဒီနောက်မှာဖွင့်လို့မရဘူး။လာဒီကိုဘက်ကနေသွားရပြီ။ဟုတ်ရှိ။ဟိုနာမီထိုးပေါက်နော်။ဒါလေးရမီထိုးပေါက်ပါ။3ပေါက်4ပေါက်5ပေါက်5ပေါက်ရှိမှ1ပေါက်2ပေါက်3ပေါက်4ပေါက်အဲ့ဆိုအဲ့ကမီးလိုက်ပေးပြီးဆိုပါနဲ့။ဒီကနေမှဒီမီးထည့်ရ။ဒီမှာအုတ်တွေကဒီမှာစီးတယ်။ Okay thank you